ဒီနေ့ဗီဒီယိုမှာတော့ Granny Chapter 1ကိုမှာ Spider-Man Mod version ကိုကျွန်တော်ကားနဲ့ escape လုပ်မှာဖြစ်ပါတယ်ပြောချင်တာကားနဲ့ထွက်ပြေးမှာဖြစ်ပါတယ်အားလုံးပဲစိတ်ဝင်စားရဆိုရင်ဗီဒီယိုအစအဆုံးကြည့်ဖို့အကြံပေးပါတယ်နောက်ပြီးတော့ channel ကို like and subscribe လုပ်ခဲ့ပြီးတော့ VPN လေးနဲ့အားပေးလို့ရပါတယ်ကဲဆိုတော့ဗီဒီယိုလေးကိုအခုပဲစရအောင်ကဲ day 1ရောက်ပါပြီဘယ်လိုလဲဟာနေနေပါလေစူပါဟီးရိုးပုံကြီးကန်ထားပါလားဟာဒီရင်ကဘာလဲကြီးပါလဲကွာဘာတစ်ချက်တော့ဝင်ပြီးတော့စူးစမ်းကြည့်မှရနော်ဟာနေရတိုင်းမှာစူပါဟီးရိုးပုံကြီးကန်ထားပါလားအထူးသဖြင့်စပိုင်ဒါမန်ပုံကြီးပဲလားဟာဒါဆိုစပိုင်ဒါမန်ရဲ့အမာကန်ဖန်တယောက်ကိုရောက်နေတော့ဒီလိုဒါဘယ်ကလေးလဲမသိဘူးကွာဘယ်ကလေးရဲ့စပိုင်ဒါမန်ကိုဒီလောက်ထိယူသွနေရတယ်မသိဘူးအခြေခံကြရတော့သူတက်တာကလေးမဟုတ်ဘူးဘာလို့ပြီးတော့ဒါစပိုင်ဒါမန်အပွားတော့ပြီစပိုင်ဒါမန်အပွားပီတာပါကအပွားပီတာတူကြီးရဲ့ကွာယူပီတာတူကြီးနဲ့တွေ့လို့ယူပီတာတူကြီးအတွေ့တော့ထောင်းပါယူမှာဒီရင်ကတော့ပေါင်းရတယ်အထောက်ခံလို့မဖြစ်ဘူးဟိုကားကြီးရပြီဆိုတော့ကားစီအောင်မြန်သွားရမယ်ပီတာတူကြီးတော်ဆိုးရွာတော့ဝါဒါပေမဲ့ဘောတော့ငါနဲ့အကြိုက်တူလေငါနဲ့စပိုင်ဒါမန်ကြိုက်တယ်ဒါပေမဲ့အဖြစ်ပါဘူးကွာငါဘောတော့နေမဖြစ်ဘူးဘောတော့နေပီတာတူကြီးကားဒန်းလိုက်တယ်အတူအမိုင်းလိုက်တယ် Oh my god ဒီရဲ့တော့မိုက်ရေကွာဘောတော့မရှိရင်တော့ငါတယောက်လည်းနေလို့ရတယ်ကွာဒါပေမဲ့ဘောတော့ပီတာတူကြီးကြာရတဲ့လေပီတာလို့ခေါ်တာပါချက်စမုန်းနဲ့ခိုင်တူလာတော့မကြည့်သူစင်းတာ